အားလုံးပဲမင်္ဂလာပါအဲ့တော့ PKMW page ကနေပြီးတော့ကြိုဆိုလိုက်ပါเนาะအဲ့တော့ကျမတို့ဒီနေ့ဒီကိုရီးယားပေါ့เนาะဘာသာစကားကိုအခြေခံနေပြီးလာနေတာပတ်စစ်ရောက်ပါပြီပေါ့เนาะဒီ6ရက်မြောက်နေဖြစ်ပါတယ်ပေါ့ဒီနေ့မှာတော့ကျမတို့ဗာတင်လဲဆိုတော့ကြတော့ကဒီပေါ့ကိုရီးယားရဲ့ဖြီးနဲ့တရပေါင်းဆက်တာလေးတွေတင်မယ်ပေါ့เนาะအဲ့တော့ရှေ့အပိုင်းတွေမှာကျမတို့ကိုရီးယားရဲ့ဖြီးတွေရဲ့တရပေါ့เนาะ basic တရလေးနည်းနည်းတင်ပြီးသွားပြီအခုအဲ့နှစ်ခုကိုပေါင်းပြီးတော့တင်ရမယ်အဲ့ဒါကျွန်မပြောချင်တာကကြတော့ဘာလေးလဲဆိုတော့ကြောင်လေအတန်ထွက်လေးကောင်းဖို့ပေါ့နော်ကျွန်တော်တို့အတန်ထွက်ကောင်းဖို့ဆိုရင်အခုဒီချိန်မှာတည်းကလောက်ကြတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဓိကကအခုကျွန်မတင်မဲ့ပေါ့နော်ဒီနေ့ပေါ့ဒီနေ့တင်မဲ့အပိုင်းလေးကိုဟိုနေလေးစိတ်ရှိရှိလေးနဲ့ပေါ့နော်အကျိန်အဖန်လို့အကျိန်ပံများစွာတင်ပေးလို့ရှိရင်အကျဉ်းများများစွာဒီဟာကို live ထွက်ပေးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီအတန်ထွက်တွေကောင်းလာနိုင်တယ်ပေါ့နော်ဒီနေ့တင်မဲ့အပိုင်းကိုပေါ့နော် live ပြီးတော့ထွက်မယ်ရမရအောင်ကိုကြိုးစားနဲ့ live ထွက်မယ်ဆိုလို့ရှိရင်အဲ့ဒီအတန်ထွက်တွေကပေါ့နော်ကိုနဲ့ပို့ပြီးတော့ဘယ်လိုပြောမလဲကိုထွက်ရလွယ်လာမယ်အခုတော့ခတ်ပေမဲ့ကျွန်တော်နောက်ကြာလာတဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒါတွေကကိုယ့်ရဲ့တကယ်ကိုယ်ပိုင်အတန်ထွက်တွေဖြစ်လာပြီးတော့ကိုကအတန်ထွက်ကောင်းလာလိမ့်မယ်ပေါ့နော်အဓိကအတန်ထွက်ကောင်းဖို့ဆိုလို့ရှိရင်ကျမတို့ basic တင်တဲ့အချိန်မှာ view site ပို့လို့ရတယ်ကျမကဒီမှာကကြတော့ဟိုလိုမျိုးတင်နေတဲ့ class မဟုတ်ဘူးเนาะဒီမှာကြတော့ဘယ်လိုပြောမလဲ video class ပြတဲ့ကြောင့်မလို့တယောက်ချင်းစီကိုတော့အတန်ထွက်လိုက်မပြင်ပေးနိုင်တာဖြစ်တဲ့ကြောင့်မလို့ပေါ့เนาะနည်းနည်းလေးပေါ့ပို့ပြီးတော့အားလေးစိုက်ပြီးရင်တော့ကောင်းမယ်ပေါ့เนาะအတန်ထွက်အရေးကြီးရဖြစ်တဲ့ကြောင့်မလို့เนาะအဲ့တော့ဘာသာစကားမှာဆိုလို့ရှိရင်လေပေါ့เนาะအတန်ထွက်ကောင်းတဲ့သူရှိတယ်အသုံးလုံးကောင်းတဲ့သူအဲ့လိုမျိုးရှိရပေါ့เนาะအဲ့တော့ကျမတို့ကအတန်ထွက်ကနေပြီးတော့စပြီးတော့လေ့ကျင့်ကြည့်ကြမယ်ပေါ့เนาะလိုက်ပြီးတော့တေချာကြဲလေးလိုက်ဆိုမယ်ပေါ့เนาะတောင်ဆက်စရာမလိုဘူးအဲ့တော့ဘာသာစကားဖတ်တဲ့အခါမှာဆိုရင်တော့အတန်ထွက်တွေကနည်းနည်းလေးရှိရတာရှိတယ်ဘေးကလူတွေရှိကိုလှောင်တာပြောင်းတာရှိချင်တယ်ရှိနိုင်တယ်နော်ဘလို့တန်ကြီးလဲနေဟာပြောချင်တယ်ကိုကအဓိကကိုရဲ့ใจကကိုအတန်ထွက်ကောင်းမှုဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒါတော့အအောင်စိုက်နေပေါ့နော်အဲ့တော့အတူတူစကြမယ်ပေါ့နော်အဲ့တော့ဒီနေ့တရလေးကိုတင်ပြီးတလောက်လေးတွေပေါင်းဆက်ပြီးတော့လေးကျင့်ကြမယ်အဲ့တော့ပထမဦးဆုံးကအဲ့တော့စမယ်ပေါ့နော်အဲ့တော့โอเคကျွန်တော်စမယ်ဆိုတော့ဒီမှာဖြီးနဲ့တရာပေါင်းဆက်ကြမယ်ကျွန်တော်တို့ဖြီးတင်ထားရတယ်တရာတင်ထားတယ်ပေါင်းဆက်ကြတယ်ပေါ့နော်ဒီဘက်မှာဒီလိုလေးပြထားတာလေးတွေကတော့ကျွန်တော်တို့ဒါကpreview ကြည့်လို့preview ကြည့်တော့မဟုတ်ဘူးပေါ့ဒီလိုမျိုးနည်းထူးခြားတဲ့အားလေးတွေပေါ့နော်အဲ့ဒါလေးကိုကျွန်မအောက်မှာတစ်ချက်စီပြန်ကြည့်လောဆယ်ဒီမှာရှီတို့ရှိမယ်ပြီးတော့နာရယ်မရယ်ဘရယ်စရယ်အရယ်ဖရယ်ပရယ်စရယ်ရောယိုဒီပေါ့ဒီလိုမျိုးလေးကိုချက်လောက်ကြည့်ထားပြီးတော့ကျွန်တော်အောက်ကအတန်ထွက်လေးလိုက်ဆိုကြည့်ဟုတ်ပြီဒါကတော့အကျန်းချုပ်ပြန်ပြောလို့အကျန်းချုပ်ပေါ့နော်အကျဉ်းချုပ်ပေါ့နော်အကျဉ်းချုပ်အဲ့တော့အကျန်းချုပ်ပေါ့အကျဉ်းချုပ်ပေါ့ဒါချက်လောက်ကြည့်အောင်နော်ပထမဆုံးတရကိုကြည့်တော့တရကအာအောအိုဦးအီယာယောယိုယူဆိုတဲ့ဒီတရလေးတွေရှိတယ်အဲ့တရလေးတွေကိုဒီဘက်ကကြီးလေးနေပေါ့နော်ခနဒရမဘာစအဘယ်ရောက်အမှန်နော်ချခထဖဟကတာပါစကြဆိုတဲ့ကြီးလေးနဲ့ပေါင်းမယ်ပေါ့နော်တခုချင်းကြီးပေါင်းကြည့်မယ်အဲ့တော့ခနဲ့အာနဲ့ပေါင်းလို့ကြတော့ခနဲ့အောနဲ့ဆိုလို့ရှိရင်ကြတော့ခေါ်ခနဲ့အိုနဲ့ဆိုရင်ကိုမဟုတ်ဘူးခိုနော်ခနဲ့ဦးနဲ့ဆိုရင်ခူခနဲ့အဲ့ဒီအတန်ထွက်လေးကတော်တော်လေးပေါ့နော်မရကြဘူးပေါ့ကျမတို့လေမြန်မာလူမျိုးမြန်မာဘာသာစကားမှာမရှိတဲ့ကြောင့်မလို့အဲ့အတန်လေးနည်းနည်းလေးကူးဆိုင်ကျမလည်းလုံးဝကြီးတော့ကိုရီးယားလူမျိုးအမှန်ကြီးတော့မရဘူးပေါ့နော်နည်းနည်းလေးတော့လူဒါတော့လွဲနိုင်တယ်ပေါ့နော်သူကじゃပြီးခဲ့တဲ့ဒီတရတင်တော့လည်းပြောခဲ့ပါတယ်ပေါ့နော်တရဆိုတာဒီလိုမျိုးလေးနော်နှက်ခမ်းချင်းလည်းမထိဘူးဒီရှာလည်းမထိဘူးထွက်တယ်လို့ပြောသလိုပဲအဲ့လိုပဲခါနဲ့ပေါင်းတဲ့ခါမှာလေခဒီလိုလေနော်လို့ရှိရင်ခါဤဆိုရင်ကခီခါယာဆိုရင်က
캬 알아지나 캬 가 요소인 겨 가 요소인 가 요소인야 규အဲ့တော့ကျမတို့ပြန်ဆိုမယ်ဆိုရင်ပြန်ဆိုမယ်ဆိုရင်ခါခေါ်ကိုကူခူခီကြာကျော်ကျူကျူအဲ့လိုထွက်ပြရမယ်ကျမတို့ပြန်ထွက်တဲ့အခါမှာအဲ့လိုထွက်ပြရမှာပေါ့နော်လေ့ကျင့်တဲ့အခါမှာလေခါခေါ်ကိုကူခူခီကြာကျော်ကျူကျူနာနိုနူနူနေညာညိုညိုညူအဲ့လိုပုံစံမျိုးနဲ့လေ့ကျင့်ပြရမှာပေါ့နော်အဲ့တော့ကျမတို့ခါပိုင်းပြီးတော့နာကိုသွားမယ်အဲ့နာကိုကျမအပေါ်မှာပြထားရပေါ့နော်ဒီအပေါ်မှာပြရတဲ့မှာနာပါတယ်အဲ့နာဘာလို့ပါလဲဆိုတာကိုကြည့်ကြည့်မယ်နာနဲ့အာနဲ့ပေါင်းတော့ကြတော့နာနဲ့အာနဲ့ပေါင်းတော့ကြတော့နာပေါ့နာနဲ့အောနဲ့ဆိုလို့ရှိရင်ကနော်နာအောဆိုရင်နော်နာအောဆိုလို့ရှိရင်က잠깐만요 여러분들 잘 안 보일까 봐 제대로 해드릴게요 화면 네, 됐어요. 나네 오네 소인가 no, 나네 오네 소인가 no, no, 나네 우네 소인가 nu, no, 나네 으 소인가 느, 나, no, 느, 나, 노, 니,ပြီးတော့ဒီမှာနာနဲ့ယာနဲ့ပေါင်းတယ်ဆိုပြီးကျမတို့နေယာဆိုပြီးတော့အတန်နှစ်တန်မထွက်ဘဲနေဒီမှာနော်ဒီမှာတစ်ချက်ကြည့်လိုက်နော်အဲ့တော့နာရဲ့ပြန်ပြောမယ်မရဲ့ဘရဲ့စရဲ့အရဲ့ဖရဲ့ပရဲ့စရဲ့ဆိုတဲ့ဟာလေးတွေကိုကျမတို့ကဒီမှာအရင်တော့တင်ထားတဲ့ယာတို့ယောတို့ယူတို့ယူတို့ဆိုတဲ့ဟာလေးနဲ့တရာနဲ့ပေါင်းလိုက်တဲ့အခါမှာကျမတို့နှစ်တန်မထွက်ဘဲနဲ့တတန်ပဲထွက်တယ်ပေါ့နော်ဒီမှာနှစ်တန်မထွက်ဘဲနဲ့တတန်ပဲထွက်တယ်ဘယ်လိုပြောရလဲဆိုရင်ဒီမှာကြည့်လိုက်နာနဲ့ယာနဲ့ပေါင်းလို့နေယာမဖြစ်ဘူးကျမတို့ညာဆိုပြီးတော့အတန်ထွက်တယ်နော်ညာနာရောဆိုရင်ညောနေရောမဟုတ်ဘူးညောနာရောညောနာယိုဆိုရင်ညိုညာညောညိုနာယူဆိုရင်ကညူညာညောညိုညူအတန်ထွက်ပြန်ကြည့်နော်နာယာဆိုရင်လည်းနေယာမဖြစ်ဘူးညာမြန်မာလို့ဆိုရင်တော့ညပေါ့နော်ညတို့မနက်တို့ကညအဲ့ဒီညကိုယာပေါင်းထားတဲ့အတန်လေးညာညောညိုညူခါတော့ကျတော့ကျမတို့နှစ်တန်ဖြစ်သွားရင်လေကြာကျော်ကျူဖြူဆိုပြီးဖြစ်သွားရမယ်နာကြတော့ညာညောညိုညူဆိုပြီးတော့ထွက်တယ်ဆက်ကြည့်မယ်ဓာဆိုလို့ရှိရင်ကြတော့ဓာနဲ့အာနဲ့ဆိုရင်ကဓာနဲ့အောနဲ့ဆိုရင်ကဒေါဓာနဲ့ဦးနဲ့ဆိုရင်ကဒိုဓာဒေါဒိုဓာနဲ့ဦးနဲ့ဆိုရင်ကထူဓာဒေါဒိုဒူဓာနဲ့ဥနဲ့ဆိုရင်ကဒူနော်ဓာနဲ့ဥနဲ့ဆိုရင်ဒဒီပေါ့ဓာနဲ့အင်းနဲ့ဆိုရင်ကဒီဓာဒေါဒိုဒူဒီဓာဒေါဒိုဒူဒီဓာနဲ့ရာဆိုရင်ကကြာပြောဒိုဒူဓာပြောဒိုဒူဓာဒေါဒိုဒူဒီကြာပြောဒိုဒူပြီးတော့ရာဆိုရင်ကရာတော့လာဆိုရင်ကလာနဲ့အာဆိုတော့ရာလာနဲ့အောဆိုတော့လောလို့လည်းထွက်တယ်အဲ့တော့ကျမတို့ဒီလာလေးကိုဒီရာလေးကိုပေါ့နော်သူရာလို့လည်းအတန်ထွက်လို့ရတယ်လာလို့လည်းအတန်ထွက်လို့ရတယ်လို့ကျမပြောခဲ့ဘူးတယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့ကြောင့်မလို့ဒီမှာလည်းကျမတို့အတန်ကိုနှမျိုးထွက်လို့ရတယ်နော်ရာနဲ့အာဆိုပြီးတော့ရာလို့ထွက်လို့ရတယ်လို့မျိုးလာနဲ့အာဆိုပြီးတော့လာလို့ထွက်လို့လည်းရတယ်နော်ရာနဲ့အောဆိုတော့ရာနဲ့အိုဆိုရင်ရိုရာနဲ့ဥဆိုရင်ရူရာနဲ့ဥဆိုရင်ရရာနဲ့ဤဆိုရင်ရီရာရီအမဟုတ်ရင်လာလို့ပဲထွက်လဲရတယ်လာလောလိုလူလီโอเคလာနဲ့ယာဆိုရင်လျာနော်လာနဲ့ယောဆိုရင်လျောလာယူလျိုလာယူလျူ
俩了溜溜溜你们帮 sorry 俩了溜溜俩了溜溜好ပြီအဲ့ဒါကိုမရဲ့ဘာရဲ့စရဲ့အရဲ့ဒါတွေကကျမတို့အကုန်လုံးကနည်းနည်းလေးပေါ့နော်ဟိုတပံပဲထွက်တဲ့ဟာလေးပေါ့နော်အဲ့လေးကြည့်မယ်မအာမအောမောမအိုမိုမအူမူမအမမမโอเคမမီမနဲ့ညာနဲ့ဆိုတော့ညာမနဲ့ယောနဲ့ဆိုတော့ညောညာမျောမနဲ့ယူနဲ့ဆိုရင်ညိုမနဲ့ယူနဲ့ဆိုရင်ညူညာမျောညိုညူအဲ့တော့မကကြတော့မာမောမူမူမူမီညာမျောမျိုးမြူတို့ရတော့မာမောမူမူမူမီညာမျောမျိုးမြူအခုဖလည်းအဲ့တိုင်းပဲကျမတို့ဖအာဖအောဘောဘာဘောဘိုဘူးဘူးဘီဖယာဆိုပြီးတော့ဖယာမဖြစ်ပဲနဲ့ဖြာဖြောဖြိုဖြူဖြာပြောဖြိုဖြူဖြာပြောဖြိုဖြူအဲ့ကိုစအဲ့တော့ကြည့်မယ်စအာစာစအောစောစအိုဆိုစဦးစူစအစစာစောဆိုစူစအဲ့တော့စဤဆိုရင်စီလားဆိုတော့စီမဟုတ်ကျမဒီမှာလည်းအနီလေးနဲ့ပြထားရဆိုတော့ထူးခြားလို့ပေါ့နော်ရှီလို့အတန်ထပ်ပြီးပါနော်အင်္ဂလိပ်စာ SAE ရှီအတန်လေးပါရှီဆိုတဲ့အတန်လေးဘာဖြစ်လို့လဲဆိုတော့သူတို့ပေါ့နော်ကိုရီးယားဘာသာစကားမှာဆိုတော့စီဆိုတဲ့အတန်ထွက်မရှိဘူးပေါ့နော်အဲကြောင့်မို့သူတို့အင်္ဂလိပ်စာဆိုတဲ့အခါမှာလည်း A B C D ဆိုရင် A B ရှီအဲ့လိုထွက်တယ်ပေါ့နော်ရှီ D အဲ့လိုထွက်ရှီတော့ဒီမှာလို့စဤဆိုရင်စီမဟုတ်ဘဲနဲ့ရှီဆိုပြီးတော့အတန်လေးထွက်ပြရစာစောဆိုသူစရှီတော့စအာဆိုပြီးတော့ဆရာမဟုတ်ဘဲနဲ့ရှာဒီမှာမှားနေတယ်ဆိုရင်နော်ရှောပြရမှာရိုးနဲ့ပေါင်းပြရမှာရှာရှောစအိုဆိုရင်ရှိုရှာရှောရှိုစအိုဆိုရင်ရှူရှာရှောရှိုရှူအဲ့တော့စဆိုရင်စာစောဆိုစုစရှီရှာရှောရှိုရှူအဲ့လိုတော့နောက်တစ်ခုအဆိုလဲအဲ့လိုပဲအာအောအိုဥဤယာယောယိုယူအာအောအိုဥဤယာယောယိုယူရမယ်နော်နောက်တစ်ခုကြည့်မယ်โอเคနောက်တစ်ခုကကြတော့ဒီဟာလေးရလွယ်လေးပါနော်ဂျားတို့ဘာလို့ဆိုရင်ကျွန်တော်တစ်ခါပဲဆိုပြလိုက်တော့မယ်နော်အပေါ်မှာလည်းအများကြီးပြောထားပြီးဖြစ်တဲ့ကြောင့်မလို့ဂျားဆိုလို့ရှိရင်ဂျာဂျောဂျိုဂျူဇီဂျီဂျာဂျောဂျိုဂျူအဲ့ဒီမှာဆိုရင်သူကယာဆိုတော့ဂျယာပေါ့ဒါပေမဲ့လုံးလုံးကြီးသိရမလားဂျယာဂျီယောအဲ့လိုကြီးတက်တောင်မဆိုလေဂျာဂျောဂျိုဂျူဂျာဂျောဂျိုဂျူမနော်자ဆိုရင်ဆိုကြည့်မယ်자 저 조 주 츠 츠 치 자 저 조 주ခဆိုကြည့်မယ်ခခေါဟိုဖူခခီခဖီဖြာဖြောဖြိုဖြူဖြာဖြောဖြိုဖြူခဟုတ်ပြီဖာကတော့ဒီမှာသေးသေးလေးနည်းနည်းပြန်ပြပြမယ်သူကတတန်ပဲထွက်မယ်ဟာပေါ့နော်ဖာနဲ့အာဆိုတော့ဖာနဲ့အောဆိုတော့ဖောဖာဖောဖိုဖူဖဖီဖယာမဟုတ်ဖာနဲ့ယာနဲ့ဆိုတော့ဖယာမဖြစ်ပဲနဲ့တတန်နဲ့ထွက်မယ်ဖြာဖြောဖြိုဖြူဖြာဖြောဖြိုဖြူဖြာဖြောဖြိုဖြူဟုတ်ပြီနော်ဟာလွယ်လေးပါပဲနော်ဟာဟောဟိုဘူဟအတန်းနဲ့ကြည့်မယ်နော်ဟဟခီဖြာဖြောဖြိုဖြူဖြာဖြောဖြိုဖြူကဆိုရင်ကာကောကိုကူကကီယာကျော်ကျိုကျူကာကောကိုကူကီယာကျော်ကျိုကျူ
ဟုတ်ပြီဒါပေမဲ့တာလည်းလွယ်လွယ်လေးပဲတာတော့တူတူtư tỷ tư tỷ ပြပြောတူတူနှစ်ခုလာပြီပါနဲ့စကတော့ကျွန်တော်တို့တတန်ပဲထွက်မှာဖက်ကြည့်ကြမယ်နော်ပါပေါ်ပိုဘူးပပီပယာပယောပယိုပယူအနည်းရောမဟုတ်ပါဘူးပြပြောပြိုပြူပြပြောပြိုပြူအဲ့တော့ပါပေါ်ပိုဘူးပပီပြပြောပြိုပြူโอเคနောက်တစ်ခုစအဲ့တော့စသူ့အတန်ကလေစနော်အဲ့တော့စာစောဆိုစုစစ်အော်သူလည်းအတူတူပဲကျမတို့စအီဆိုရင်စီမဖြစ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ပြောပြီးသားစီဆိုတဲ့အတန်ထွက်ကိုရီးယားမှာမရှိပါဘူးအဲ့တော့စီအစားကျမတို့ရှီလို့ထွက်ပေးမယ်အင်္ဂလိပ်စာ SAE အတန်ထွက်နဲ့အတူတူပဲရှီစအာဆိုရင်ဆရာမဖြစ်ဘူးရှာဖြစ်မယ်ဖြစ်တဲ့ကြောင့်မို့ရှာရှောရှိုရှူစာစောဆိုစုစရှီရှာရှောရှိုရှူ假作九九自己假教九九ရမလားနော်အဲ့တော့ကျမတို့ဒီမှာအခုအခြေခံဖြီးလေးရယ်ပေါင်းဆက်ဖြီးလေးရယ်ကိုဒီရိုးရိုးအခြေခံတရလေးနဲ့ပေါင်းဆက်တဲ့ဟာလေးကိုကျမတို့ပြပြီးသွားပြီပေါ့နော်အဲ့တော့အဲ့လိုပြပြီးသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ဒီခန်းမှာဘာအရေးကြီးလဲဆိုတော့လိုက်ပြီးထွက်ရမယ်ထွက်တဲ့အခါမှာအစအဆုံးကိုပေါ့လိုက်ပြီးတော့လိုက်ထွက်ရမယ်ကျမစောစောကပြောရသလိုမျိုးခါဘောကိုကုကုကီခေါပြောကျုပ်နာညောနုနုနငီညာညောညိုညူဒါတော့တူဒီဖျားပြောဖြူဒီလိုပုံစံမျိုးနဲ့အားတဲ့ချိန်တိုင်းမှာဆိုရမယ်ဗဇက်ထဲမှာလုံးဝကိုဆွဲနေမယ်ပေါ့နော်အတန်ထွက်လေးရမယ်ဒီမှာဒီကပြောချင်တာကတရတရကနည်းနည်းလေးခက်တာဖြစ်တဲ့ကြောင့်မလို့နည်းနည်းလေးခက်ပင်မယ်လေအားဆိုင်ပြီးတော့ဆိုမယ်ဆိုလို့ရှိရင်နောက်ကျရင်အတန်ထွက်လေးကပို့ပြီးတော့မှန်လာလိမ့်မယ်နော်ဟုတ်ပြီအဲ့ဆိုကျမတို့ဒီနေ့ကိုဒီလောက်ပဲတင်လိုက်ပြီးတော့မနက်ဖြန်ပေါ့နောက်ထပ်ဗီဒီယိုတစ်ခုပေါ့နော်နောက်ထပ်ဗီဒီယိုတစ်ခုဆိုရင်ကျမတို့မီနီလေးတွေအတူတူတင်မယ်အကယ်၍သိချင်တာရှိရဆိုလို့ရှိရင်လည်း comment လေးမှာမှတ်ပေးခဲ့နော်အဲ့တော့ကျမကတင်ပေးတယ်ဆိုတော့ဆိုရဲအတွက်ကြောင့်မလို့ပြောချင်တာကတော့ကျမကတောင်းသူတောင်းသားရင်းနဲ့ပေါ့နော်အတူတူရှိနေတဲ့အဲ့လိုခံစားချက်လေးပေါ့နော်တင်ပေးတယ်ကျောင်းသားတွေလည်းမသိရရှိမေးတယ်ဒီချဲစင်တော့ပြေတယ်မပြေဘူး comment လေးမှာရေးပေးခဲ့နော်ကျတော့ကျမတို့နောက်ထပ်ဗီဒီယိုလေးလုပ်ဖို့အတွက်ပို့ပြီးတော့အားရှိတာပေါ့နော်အဲဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုမှာအတူတူမင်းလေးတွေနဲ့တည်တင်တာလေးတွေပြင်ကြမယ်ပေါ့နော်ဒီနေ့တော့ဒီလောက်ပါပဲ여러분 수고 많으셨습니다